အားလုံးဆောင်မြင်နေကြတဲ့ PUBG Mobile နဲ့ Sonic Collaboration ကမနေ့ကထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ဒီ event ကိုကြည့်ရမယ်ဆိုရင်10လပိုင်း3ရက်နေ့ကနေ10လပိုင်း30ရက်နေ့ထိသွားတာကိုတွေ့ရပါတယ်ဗျ။တရက်စာရဲ့ပထမအောင်ဆုံးစပင်ကိုကြည့်ရမယ်ဆိုရင် UC30 နဲ့ discount ပေးထားတာကိုတွေ့ရပါတယ်။ရောလုံးမဲ့ brother တို့အနေနဲ့အချိန်30မှာ Martin Ambulance အချိန်40မှာ Mini Material နဲ့အချိန်90မှာတော့ Sonic ရဲ့ Ultimate Skin ရရှိမှာဖြစ်ပြီးအချိန်100ကျရင် Lady Skin အချိန်150မှာတော့ Dark Skin ကိုရရှိမှာပဲဖြစ်ပါတယ်ဗျ။ Bitcoin နဲ့လဲလို့ရတဲ့ထဲမှာ Sonic Style Office နဲ့ Taste Style Office နှစ်ထည်ကိုတွေ့ရပါတယ်ဗျ။ဒီမှာအရေးကြီးတာကတော့ Super Sonic Body Set ဟုတ်ပါတယ် Super Sonic Body Set ကိုဝယ်တော့မယ်ဆိုရင် brother တို့မှာ Sonic Body Fat Skin ရှိဖို့လိုပါတယ်ဗျအဲ့ဒါရှိမှာသူကအသုံးဝင်မှာပဲဖြစ်ပါတယ်ဗျ Gun Skin ထဲမှာဆိုရင် Vita Skin ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ Vita ကတော့ Normal Skin ပါပဲဗျ Car Skin ထဲမှာဆိုရင် Becky Skin ကိုတွေ့ရမှာဖြစ်ပြီးတော့ Skin ကလည်းတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ဗျကျွန်တော်ကတော့ဒီ Car Skin လေးကိုတော်တော်လေးကြိုက်ပါတယ်အဲ့ဒီထဲမှာဆိုရင် Sonic Bolt ရဲ့ပြီးရင်ဒီရဲ့ pan skin လည်းပါပါတယ်ဗျ pan skin တော့ကျွန်တော်အနေနဲ့တော်တော်လေးကြိုက်နေတတ်တာမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ pan skin က Sonic ရဲ့မျက်နှာအပြည့်တစ်ခုလုံးပါတယ်ဗျ Sonic ဆိုတဲ့စာတန်းလေးပါတာမို့လို့တော်တော်လေးလည်းမိုက်ပါတယ်ဗျနောက်ပြီး event form ရဲ့ brother တို့အနေနဲ့ UC တွေကိုဈေးနှုန်းရှုတာစာနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဂိမ်းချောင်းမှာလာရောက်ဝယ်လို့ရနိုင်ပြီပဲဖြစ်ပါတယ်ဗျဒီမှာကျွန်တော် UC ဈေးတွေကိုလည်းတရားလေးပြထားပေးပါမယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ Sonic event နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အကြောင်းအရာတွေကိုပြောပြပေးတော့တာပဲဖြစ်ပါတယ်ဗျbrother တို့အနေနဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုပါရစေဗျအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့လီယန်ပါ